ကောရိန္သုဩဝါဒစာပထမစာဆောင်ခန်းကြီး73အခန်းငယ်73ယခုတွင်ယုံကြည်ခြင်းမျှော်လင့်ခြင်းချစ်ခြင်းဤသုံးပါးတည်လျက်ရှိဤသုံးပါးတို့တွင်ချစ်ခြင်းမေတ္တာသည်အမြတ်ဆုံးဖြစ်တည်းအာမင်Don't